တယ်ဒီမှာဘာလို့ဆက်သွယ်ပြီးတော့အမတို့တွေ့တယ်လို့ရှိရင်လည်းတွေ့တယ်အမတို့ကျေးဇူးဆက်ပါပါအဖေကိုကူညီပေးတာလည်းကြည့်တယ်လို့ရှိရင်တိုင်းတိုင်းတော့ကျေးဇူးဆက်မယ်ပေါ့နော်အဖေတရားပြသွားတာကိုဝမ်းနေတယ်ပေါ့သားသမီးဖြစ်ဘလောက်ပဲဖြစ်ဖြစ်မိဘအရေးကြီးတော့ပေါ့နော်ဘလို့မနေတို့ထိုင်မဖြစ်ဘူးဖြစ်နေတယ်။ညကောင်တွေ့နေလေအဖေ။တွေ့နေနေရရောက်နေကြတော့ကူညီပြီးတော့ဆောင်းရောက်ပြီးတော့ဆက်သွယ်ပေးပါလို့ဆက်သွယ်လို့ရကြလို့ရှိရင်ဆောင်းရောက်ပြီးတော့ကျေးဇူးဆက်ပါမယ်လို့။နားမျိုးဟုတ်ကဲ့ဆက်ပါလို့အဖေရှိတဲ့ချိန်ကဂိမ်းဆိုင်ပေးတာပြုစုပေးတယ်ပြုစုပေးတယ်အမလုံးလုံးသိမင်းရောက်တာပေးတယ်ဒါပေမဲ့သူကလမ်းလျှောက်တာအဲ့လိုမျိုးလေးပဲဝေးမသွားဘူးပြန်ခဲ့တဲ့အခါကျတော့နောက်ကလိုက်တာဒါပေမဲ့သူကဒီဘက်ကိုပြန်သွားတယ်အမတို့ကဒီဘက်ကိုရှာတယ်ဆိုတော့လမ်းကလွဲပြီးတော့လို့ချိန်ရဟာပြီးတော့လို့နာမည်ကဘယ်လိုခေါ်လဲနာမည်ကဥမကြီးသူ့နာမည်မေးလို့ရှိရင်တော့သူပြောတတ်တယ်ဥမကြီးလို့ဥမကြီးနာမည်မေးတော့ပြည်တယ်ဟုတ်လားဒီဘက်ကလာဟိုကဦးလေးဟာလားဦးလေးချက်လောက်ဒီဘက်ကလာမှာပြောတယ်ပဲဟောဒါယောက်ျားကြောက်တာအဖေကြောက်တာဒါအဖေဒါနဲ့ကြောက်တာပါတော့တမကိုကြီးကပါတော့တာဦးလေးကဦးလေးပေါ့ဦးလေးနဲ့ကြောက်တဲ့လူနဲ့တော့မတော်ဘူးသူကဒီမှာဥဒီမှာသူကလုံးပဲမှတွေ့ရင်လေဟိုဂေးကြီးစားပြေစားပေးပါတော့နော်ဆက်သက်ပေးပါတော့နော်ကျေးဇူးပြန်ဆက်ပါတော့နော်ဒါပဲနေရတယ်ဒီကဒါတူချာရန်ကုန်တိုင်းတိုင်းမလို့တယ်တလာပိုင်း6ရက်နေရစားတယ်အဲ့ဒါဘယ်လောက်ပြီလဲလာပိုင်း6ရက်လာပိုင်း6ရက်လို့လာပြီးတော့ဒီ20တော့25ကျွဲဆောင်းနေပြကြလား20ဒီမှာပေါ့နော်ဒီပြတာနော်ပြောက်တယ်ဒါပြတဲ့လူဦးလေးပေါ့နော်ဒီဦးလေးပေါ့နော်ပြသွားတာအသက်80ဒီဦးလေးပေါ့နော်ပြသွားတာပေါ့နော်ရွှေတကောကိုရောက်ပါတယ်ရွှေတကောကရင်မျိုးကျင်ညာပေးတယ်တဲ့အမားတို့ကလည်းဒီညမျိုးကျင်ညာဒါပေမဲ့သူတို့ရှိရလည်းမကြောက်ဘူးသူတို့ကျင်ညာလာတဲ့အမားတို့ရအမားတို့ပြတာ18ရက်လောက်ရှိပြီပေါ့နော်အဲ့ဒီရောက်သွားအဲ့ရမျိုးတခါဟိုလာ3ကျောင်းရှိ16ရက်ကွက်တည်းကလာ3ကျောင်းရှိကိုကဲဒီသမားလေးကသွားချပေးတာအဲ့ညမှာပဲနောက်ဆုံးကတရင်ကရပြီးအမားတို့အဲ့မှာလည်းထက်တိုက်ချတာဘလို့မှဘူးချိန်ချလို့ဘယ်နားမှာချပေးတာလား16ရက်ကွက်လာ3ကျောင်းရှိ16ရက်ကွက်လာ3ကျောင်းရှိမှာချတာခိုင်တာရလေးကခိုင်တာရမှာချတာအဲ့မှာတွေ့နေတာဟာကလေးလေးတွေကတညာလုံးခေါ်ထားပြီးတော့အဲ့ကိုရက်ွက်ရုံကိုသွားပို့တာရက်ွက်ရုံမရောက်ဘူးသူကအဲ့ကျောင်းရှိကြတော့ဒီမှာအဖိုးသမီးတွေဟိုစာချွတ်မျိုးတွေရှိတယ်ဒီမှာဆေးမဲ့ဆိုတော့သူကချပေးထားတယ်တဲ့အမှန်မှန်တော့မောင်လေးကအာယုံတော့ထိထားတဲ့ခါကျတော့အုံထောင်ကအမှတ်ညာမရှိဘူးဒီရွာကိုသူမမှတ်ဘူးဟိုးတော့ကငငယ်တော့ကနေခဲ့တဲ့ရွာကိုပဲသူတတိရတယ်ဒီတော့ကအမားတို့ကလက်စင်ကုန်းစင်းတာကုန်းစာတင်ကျောင်းပြန်နေခင်းဆိုင်နေတာကျောင်းပြီးတော့သူကအဲ့ကျောင်းပဲဆိုပြီးသူကဆင်းလိုက်ကလေးလေးကလည်းအဲ့မှာချထားပေးတယ်ဝိုင်းဝင်းပြီးတွေ့ရင်ပေါ့နော်တကယ်အဲ့ဒီဘတ်ကြီးကိုတွေ့ရင်ပေါ်ဆောက်ပေးကြပါပေါ့နော်ကြောက်တယ်ဒီဘဘပေါ့နော်ဟုတ်တယ်ဒီဘဘပေါ့နော်ပျောက်တာသူ့ကိုနာမည်မေးလို့ရှိရင်သူပြောတတ်တယ်